ကိုရင်ငယ်လေးအားရက်ဆက်စွာနှိပ်စက်သည့်မြိတ်မြို့ကကျောင်းတိုင်ဆရာတော်ဖြစ်စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြန်မာလူမှုကွန်ရက်တစ်ခုလုံးမှာအတော်လေးကိုဟိုးလေးတကြောဖြစ်သွားပြီးကြည့်ရှုသူတိုင်းစိတ်မကောင်းခြင်းများစွာဖြစ်ခင်ရတဲ့ဖြစ်ရတစ်ခုကိုပြောပြပေးသွားမှာပါအပြစ်မဲ့တဲ့ကိုရင်ငယ်လေးတစ်ပါးကိုအညိုတကြီးနဲ့ရက်ဆက်စွာရိုက်နှက်နေတဲ့ရုပ်သံဖိုင်ဟာမနေ့ကစပြီးပြန့်နှံ့ခဲ့တာပါအခုနောက်ဆုံးရရှိတဲ့သတင်းတွေအရဒီလိုကျူးလွန်ခဲ့တဲ့ကျောင်းတိုင်ဆရာတော်ကိုသက်ဆိုင်ရာကဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်ဒါဟာတာသနရေးဆိုင်ရာပုံရိပ်ကိုပါထိခိုက်စေတဲ့အတွက်ထိထိရောက်ရောက်ရေးယူဖို့လူထုကတောင်းဆိုနေကြပါတယ်။ဒီပြင်ရဟာတနင်္သာရီတိုင်းမြိတ်မြို့နယ်ကြောက်ဖြူတောင်ပရိယတ်တီတွန်းရကျောင်းမှာဖြစ်ပွားခဲ့တာပါ။ကျူးလွန်သူကတော့အဲ့ဒီကျောင်းကကျောင်းတိုင်ဆရာတော်ဦးတီစာဖြစ်ပါတယ်။ဒီကနေ့ဧပြီလ22ရက်နေ့မနက်ပိုင်းမှာပဲမြို့နယ်တန်ခါနိုင်ကအဖွဲ့ရက်ကျေးတန်ခါနိုင်ကမြို့နယ်ရဲတပ်ဖွဲ့နဲ့အာဏာပိုင်တွေပူးပေါင်းပြီးဆရာတော်ဦးတီစာကိုဖမ်းဆီးလိုက်ပါတယ်။ဒီမှုကိုယ်တိုင်လိုက်ပါဆောင်ရွက်နေတဲ့ဆရာတော်အရှင်သူနန္ဒာရဲ့မိန့်ကြားချက်အရလက်ရှိမှာတော့စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေသေးပဲဖြစ်ပါတယ်။ထူးခြားချက်ကတော့လက်ရှိအချိန်ထိဆရာတော်ဦးတေစာကိုလူဝင်လဲတာမျိုးမလုပ်သေးပဲတင်ငန်းဝင်းနဲ့ပဲစစ်ဆေးမှုတွေဆောင်ရွက်နေတာဖြစ်ပါတယ်။အရှင်သူနန္ဒာကအခုလိုမိန့်ကြားထားပါတယ်။ဗီဒီယိုတက်လာတဲ့တပြိုင်နက်ကျွန်တော်တို့တာဝန်ရှိသူတွေနဲ့ညှိနှိုင်းပြီး location ကိုလိုက်ဆောင်စမ်းခဲ့ပါတယ်။ဒီမနက်မှာပဲကျူးလွန်သူကိုဖမ်းနိုင်ခဲ့ပါတယ်။ဒီဖြစ်ဟာတောရကြောင်လိုနေမီချင်းလေးမှဖြစ်ခဲ့တာပေမဲ့ဖြစ်သွားတဲ့ပြဿနာကတော့အလွန်ကြီးမားပါတယ်။ဒါကြောင့်လေရက်ကြီးဒါမှမဟုတ်မြို့နယ်အစင်းလောက်နဲ့ဆုံးဖြတ်လို့မရပဲအထက်ကိုညွှန်ကြားစာတောင်းခံထားရတယ်လို့သိရပါတယ်။ခံဝန်ကတိလုံးနဲ့ဆုံးသက်လို့မရတဲ့ကိစ္စဖြစ်ပြီးထိထိရောက်ရောက်ရေးယူနိုင်ဖို့အတွက်တန်ခါနာယကအဖွဲ့တွေကအလေးနက်ထားဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒီရောက်တဲ့ဖိုင်ယာလူမှုကွန်ရက်မှာပြန့်နှံ့လာပြီးနောက်ပိုင်းမှာတော့လူများကြားမှာအကြီးကျယ်ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။ပြည်သူတို့ကတော့သူ့ရဲ့ခန်းစားချက်ကိုအခုလိုပြောပြထားပါတယ်။ကျွန်တော်တို့ငယ်ငယ်ကလည်းဘုံကြီးကျောင်းသားလုပ်ခဲ့ပူပါတယ်။ဘုံကြီးရိုက်တာဝစိမ့်နဲ့သွေးဆော်အောင်ခံခဲ့ရပူပါတယ်။ဒါပေမဲ့အဲ့ဒီတော့ကအိုးထိန်တဲ့ကအိုးကိုပုံကြောင်ရိုက်တယ်လို့ဆုံးမတာလို့ခံစားရပါတယ်။အခုဖြစ်ရကတော့အညိုတကြီးနဲ့နှိပ်စက်တာမျိုးဖြစ်နေလို့စိတ်မချမ်းသာဘူးလို့ပြောပါတယ်။နောက်ထပ်ပြည်သူတို့ကလည်းဒါအောင်ဆုံးမတာနဲ့မတူတော့ဘူး။ကလေးတယောက်ကိုမတရားနှိပ်စက်နေတာဖြစ်နေတဲ့အတွက်ငါကကြောင်းထိုင်နဲ့ဘာလို့ရတယ်ဆိုတဲ့အတွေးမျိုးကိုထိထိရောက်ရောက်ရေးယူရမယ်လို့အကြံပြုထားပါတယ်။ဒီဗီဒီယိုဖိုင်ကိုအမျိုးသမီးတူကရိုက်ကူးခဲ့တာဖြစ်ပြီးအင်တာနက်ပေါ်မှာပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။လက်ရှိအထိတော့သာသနာရေးဘက်ကတရားဝင်သတင်းထုတ်ပြန်ချက်ထွက်မလာသေးပေမဲ့ဒီကိစ္စကသာသနာတော်ရဲ့ပုံရိပ်နဲ့ဓာတ်ရိုက်သက်ဆိုင်နေတဲ့အတွက်အမှန်တိုင်းထိထိရောက်ရောက်ရေးယူပေးဖို့လူထုကစောင့်ကြည့်နေကြပါတယ်။ဟုတ်ကဲ့ပါပရိသတ်တို့ကရောဘလို့မြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။